ကိုစိတ်ကိုဒီလိုမျိုးထားလို့လူတွေကပို့ပြီးဒုက္ခများပြားလာတယ်ပို့ပြီးဒုက္ခတွေ့ကြုံလာတတ်တယ်အဲ့ဘာကြောင့်လဲဒီလောကထဲမှာကိုစ조사လို့ကိုရရှင်နေတဲ့အရာတွေမရတဲ့အခါကျတော့မအောင်မြင်တဲ့အခါကျတော့လူတွေကစိတ်ဓာတ်တွေကျလာတယ်ကိုရရှင်နေတဲ့အရာကိုလိုရှင်နေတဲ့ပန်းတိုင်ကိုစ조사ရှင်စိတ်မရှိတော့လိုရှင်မှုမရှိတော့ကိုစိတ်ပြတ်လာတယ်အဲ့ဘာကြောင့်လဲကိုစိတ်ဓာတ်ကြောင့်ကိုရဲ့စိတ်ထားမှုကြောင့်မဖြစ်နိုင်တော့ဘူးငါမလို့ရှင်တော့ငါဘာမှမလုပ်ရှင်တော့ဘူးဆိုတဲ့စိတ်ဓာတ်ကြမှုကြောင့်လူတွေဟာပိုပြီးဒုက္ခတွေ့ကြုံလာတတ်တယ်ပိုပြီးတော့နာကျင်လာတယ်ပိုပြီးတော့ဒုက္ခတွေ့ရတယ်အဲကြောင့်ကိုစိတ်ဓာတ်ကကိုအောက်ဆုံးကိုဖယ်ရှားနေတယ်ဒါကြောင့်လို့လောကထဲမှာကိုလိုချင်နေတဲ့အရာကိုရချင်နေတဲ့အောင်မြင်မှုမရရင်မဖြစ်နိုင်ရင်မအောင်မြင်နိုင်စိတ်ဓာတ်မကြနဲ့ရှေလက်အင်္ဂါမပြည့်စုံတဲ့လူတွေတော့အောင်မြင်နေသေးတာပဲကိုတို့ကရှေလက်အင်္ဂါမျက်စိနာစုံနေတာပဲဘာလို့မအောင်မြင်နိုင်ရမှာလဲဘာလို့မဖြစ်နိုင်ရမှာလဲဆိုတဲ့အတွေ့ကိုပြန်ပြီးသုံးသပ်ကြည့်ပေါ့ငါတကယ်လုပ်ရင်အဟုတ်ဖြစ်ရမယ်ငါတကယ်စ조사ရင်အောင်မြင်ရမယ်ဆိုတဲ့ကိုယ့်ရဲ့စိတ်ဓာတ်ကိုအားပေးဖို့လိုတယ်ကိုယ်စိတ်ဓာတ်ကိုခိုင်မာအောင်ထားဖို့လိုတယ်အဲ့ဒါအရေးကြီးဆုံးပဲစိတ်ဓာတ်မခိုင်နေပိုပြီးဒုက္ခတွေ့ရလိမ့်မယ်ဒါကြောင့်လို့မဖြစ်နိုင်ဘူးဆိုတာမရှိဘူးမဖြစ်လာသေးတာပဲရှိတယ်ဒါကြောင့်လို့စိတ်ဓာတ်မကြနဲ့ကိုလိုချင်တဲ့ပန်းတိုင်ကိုလိုချင်တဲ့အလုပ်ကိုဆက်လက်ပြီးလှုပ်ဆောင်သွားပါကြိုးစားသွားပါလို့